ကျွန်တော်ကတော့ဒီဒေတာတစ်ခုနေရာတစ်ခုရောက်ပြီဆိုရင်တော့ဒီဒေတာလူကျဆာဆာကျွန်တော်စားလို့ရှိပါတယ်ဒီနေ့ကျွန်တော်ဒီဗီယက်နမ်ဟန်နိုင်းကိုရောက်ခိုက်ပေါ့နော်ဒီဒေတာဆာဆာကိုရိုက်ပြသွားမှာဖြစ်ပါတယ်ဒီနေ့ကကျွန်တော်ဒီဗီယက်နမ်ရောက်တော့ဒီလို data ဖောက်ဆွဲတွေကိုတော့ပြီးတော့စမ်းစာကြည့်ရတော့ try ရတော့ဒီ local ဖြစ်တဲ့ level စာစာပို့ပြီးကျွန်တော်ဖိုင်ပါတယ် local first side တော့စိတ်ရည်တက်တာအကြောင်းကျွန်တော်ဒီလမ်းပေးစာစာတွေအရတာကတော့အရင်ကောင်းတယ်ကျမ်းမာကြီးလည်းတော်တော်တက်ရှင်းနေပေါ့နော်စိုင်းတိုင်းကတော့ညပတ်တာတွေရှိပါတယ်ဒီနေ့ဒီဆိုင်တွေဆိုအားလုံးကချက်သားပေးတာအမေလားအမျိုးအသားတွေအကုန်လုံးရတယ်နော်ဒီကကြိုက်တာတော့သူတို့ရဲ့ဟင်းရည်ပေါ့နော်ဟင်းရည်ကလည်းအရင်ကောင်းတယ်ပြီးတော့မုတ်ဖက်လည်းအရင်ကောင်းတယ်လူညံ့လည်းမုတ်ဖက်ကတော့တော်တော်ညံ့တယ်ပေါ့နော်သူ့ရဲ့မုတ်ဖက်ကကျွန်တော်စားဖို့တဲ့ရှမ်းပြည်နယ်မိုင်းရောင်ကမုတ်ဖက်နဲ့တူတယ်အရေးလဲတူတယ်သူတို့ချက်သားဟင်းရည်ပေါ့နော်သူကလည်းအိမ်ကြက်နဲ့ပဲချက်ကြတာအဲ့ဖက်မှာဆိုရင်တော်တော်စားကောင်းတယ်မုတ်ဖက်နဲ့သူမုတ်ဖက်ကလည်းညညံ့တယ်အဲ့ဖက်မှာအဲ့ဒါစင်နေတာကိုကျွန်တော်တွေ့ရတယ်ပေါ့နော်ပြီးတော့ဒီကျွန်တော်ရဲ့ဒီကြည်ပေးတဲ့ပရိသတ်လည်းတကယ်လို့ဟန်နွားရောက်မယ်ဆိုရင်တော့ဒီ local food တွေကို try ကြဖို့ပြောချင်ပါတယ်စိတ်ရိပ်လေးတက်တာလို့ပါအဲ့ဒါကြောင့်ကျွန်တော်ဒီဟန်နွိုင်းကိုရောက်တော့ကျွန်တော်ဒီဒေသရဲ့စားဘယ်လိုစားခဲ့လဲဒီဒေသမှာဒီလာလေဆိုတာကြိုက်ပြမှာဖြစ်ပါတယ်အားလုံးပဲကျွန်တော်ရဲ့ဗီဒီယိုကိုကြည့်ကြပါတဲ့ပရိသတ်လည်းအားလုံးကျေးဇူးတင်ပါတယ်နောက်ရဲ့ဘိုင်းမှာရှိမဲ့အစားဘာတွေဆက်လာမလဲဆိုတာကိုပေါ့နော်ကျွန်တော်စောင့်မျှော်ပေးကြပါပေါ့နော်ကျွန်တော်လည်းအားပေးကြပါလို့ပြောချင်ပါတယ်အားလုံးပဲကျေးဇူးတင်ပါတယ်Trên đó có 30 đâu, cháu đúng